ဘန်ကောက်မှာနာမည်ကြီးနေတဲ့ရန်ကုန်ဖူဖဲက၄ပေတူရှည်ကိုသွားစားဖို့အတွက် TikTok မှာတွေ့တဲ့ကောင်မလေးတယောက်ခေါ်လိုက်တယ်လူမျိုးဘာသာမရေးစားသုံးလို့ရတဲ့အပြင်ကိုမှ24နာရီတောင်ဖွင့်နေဆိုင်ဆိုတော့ကိုကဘိုက်စားတဲ့ချိန်ထပြီးတော့သွားစားလိုက်အောင်ပဲဈေးတွေကလည်းတန်တယ်ပြီးတော့ဆိုင်ကလည်းအကြီးကြီးပဲအဲ့ဒါအပြင်မီနူးထဲမှာစားကျင်စရာမြန်မာအစားအစာတွေမှလည်းအများကြီးပဲပြီးတော့ဆိုင်ရဲ့ decoration ပြီးတော့ food plating အကုန်လုံးဘာမှပြောစရာမရှိဘူးကျွန်တော်တို့ကတော့နေ့လည်ခင်းမှာသွားစားတာပြီးတော့မြန်မာအစားအစာတွေကိုလည်းလွမ်းနေရဆိုတော့ကျွန်တော်တို့အများကြီးမှာခဲ့လိုက်တယ်လာပါလေဆိုရကောင်းမလေးအောင် lobster လာမလာတော့နေတာပါညာလေကျွန်တော်က lobster ကိုအရင်ကြိုက်တာဆိုတော့ဒါ lobster coconut noodle လေးကျွန်တော်တို့လုံးဝ favorite ပဲအကျော်ကလည်းကျွန်တော်ရဲ့လုံးဝအကြိုက်ဆုံးအစားအစာလေးမှာတစ်ခုပါတယ်၄ပေတူရှည်ကတော့တကယ်၄ယောက်လောက်ဝိုင်းစားမှပဲကုန်နိုင်မဲ့တဘောမှရှိရပေါ့လိုင်းပေါ်မှာနာမည်ကြီးနေလို့ပဲဒီတူရှည်ကစားလို့ကောင်းတယ်ပြီးတော့သူတို့ဆိုင်မှာဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးတွေရှိရဲအဲ့ဒါအပြင်မှာအပေါ်ထပ်မှာ private room တွေလည်းရှိတော့ကျွန်တော်တို့ AC လေးပဲသွားစားလို့ရတယ်အစားတောက်လည်းကောင်းနေဆိုတော့ဒါဒီအလင်းကောင်အမြန်ဆုံးပဲလာပြီးတော့စားကြည့်ဖို့ recommend ပေးပါတယ်